အားလုံးမင်္ဂလာပါဒီကနေ့မှာကျွန်တော် meanness ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးအနေငယ်လေးရှင်းပြချင်ပါတယ် meanness သူ့ရဲ့အဓိပ္ပာယ်ကနုညံ့သိမ်မွေ့ခြင်းလို့အဓိပ္ပာယ်ရှိတယ်နုညံ့သိမ်မွေ့ခြင်းလို့ပြောတဲ့အခါမှာခွန်အားနည်းခြင်းခွန်အားမရှိခြင်းအင်အားပျော့ပြောင်းခြင်းချိနေခြင်းအဲ့ဒါကိုပြောတာမဟုတ်ပါဘူးနုညံ့သိမ်မွေ့ခြင်းတကယ် meanness ဆိုတာကအင်္ဂလိပ်စကားလုံးထဲမှာဘယ်လိုပြန်လာလဲဆိုရင်ထပ်ပြီးမှ strength under control လို့ပြောပါတယ်ထိန်းချုပ်မှုအောက်မှာရှိတဲ့ခွန်အားလို့အဓိပ္ပာယ်ရတယ်ဆိုတော့နုညံ့သိမ်မွေ့ခြင်းဆိုတာတကယ်တမ်းကျတော့သူကခွန်အားရှိခြင်းကိုပြောတာဖြစ်တယ်ပြီးတော့နုညံ့သိမ်မွေ့ခြင်းရှိတော့သူကဘာတွေကိုအမွေခံရမလဲဆိုရင်မတ်တဲအခန်းကြီး9အပိုက်ငယ်9ထဲမှာဒီလိုပြောတယ်စိတ်နှလုံးနုညံ့သိမ်မွေ့တော့သူတို့ဒီမင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့ဒီပြီးတော့ကိုအမွေခံရကြလက်တန်းချစ်တော်ညီကိုမောင်နှမများပြီးတော့ကိုအုပ်ချုပ်ဖို့အမွေခံရဖို့သူတွေကခွန်အားနေတဲ့သူတွေကအမွေခံလို့မရဘူးအင်အားချိနေတဲ့သူတွေအင်အားပျော့ပြောင်းတဲ့သူတွေကပြီးတော့ကိုအမွေခံလို့မရဘူး။ဘာကြောင့်လဲဆိုတော့ပြီးတော့ကိုအမွေခံတယ်လို့ပြောတဲ့အချိန်မှာပြီးတော့ကိုအမွေခံခြင်းဆိုတာကအဲ့ဒီအမွေကိုထိန်းချုပ်ဖို့ဖြစ်တယ်။ပြီးတော့ကိုဆက်ပြီးမှထိန်းသိမ်းဖို့ဖြစ်တယ်။စောင့်ရှောက်ဖို့ဖြစ်တယ်။ဂရုစိုက်ဖို့ဖြစ်တယ်။ကြည့်ရှုဖို့၊ကွယ်ကာဖို့ဖြစ်တယ်။အဲ့လိုကြည့်ရှုဖို့၊ကွယ်ကာဖို့အမွေဆက်ခံရမယ့်သူတွေကအင်အားပျော့ပြောင်းတဲ့သူတွေမဖြစ်ရအောင်။အင်အားရှိတဲ့သူတွေပဲဖြစ်ရတယ်။ဒါကြောင့်နူးညံ့သိမ်မွေ့ခြင်းရှိတော့သူဟာတဲ့မင်္ဂလာရှိတယ်တဲ့။ဘာကြောင့်လဲဆိုရင်ထိုသူတို့ဟာပြီးတော့ကိုအမွေခံရကြလက်တန်းတဲ့။စိတ်နှလုံးနူးညံ့သိမ်မွေ့ခြင်းရှိတော့သူတွေဟာခွန်အားရှိတော့သူတွေဖြစ်တယ်။ဆိုတော့သူကအဓိပ္ပာယ်ကထိန်းချုပ်မှုအောက်မှာရှိတော့ခွန်အားလို့ပြောပါတယ်။ဒါကြောင့်နူးညံ့သိမ်မွေ့ခြင်းရှိတော့သူတွေကအင်အားနည်းတာမဟုတ်ပါဘူး။သူကအဲ့ဒီခွန်အားကိုဘယ်လိုအသုံးချရမလဲဘယ်လိုအသုံးပြုရမလဲဆိုတာကိုပညာရှိစွာအသုံးပြုတဲ့ခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်ချစ်တော်ညီကိုမောင်နှမများတင်တို့ဟာစိတ်နှလုံးနူးညံ့သိမ်မွေ့ခြင်းရှိတော်သူများဖြစ်ဖို့အရောက်စံဖျားကောင်းချီးပေးပါစေ။